ဒီနေ့မှာမမို့ပြပေးချင်တာက smile line ကိုပို့ဆိုးစေတဲ့အရာနဲ့ဒီ smile line ကိုဘယ်လိုထိန်းလို့ရလဲဆိုတာလေးကိုမမို့ကပြပေးချင်ပါတယ်အသက်ကြီးတာငယ်တာနဲ့မဆိုင်ပါဘူးတချို့ကအသက်ငယ်ငယ်နဲ့ smile line တွေပေါ်ရလို့ရှိရင်တချို့ကအသက်ကြီးပေမဲ့လည်း smile line ကပေါ်ချင်မှပေါ်ရလို့ရှိတယ်အဲ့ဒါဘာကွာတာလဲဆိုတာကိုမမို့ကဒီနေ့မှာပြပေးပါမယ်ပထမဆုံးတစ်ချက်ကကြတော့ဗာလဲဆိုတော့ stress ပေါ့နော်stress ပေါ့ stress ဆိုတော့ဒီစိတ်ဖိစီးမှုပေါ့နော်စိတ်ဖိစီးမှုကဘယ်လောက်တောင်ဆိုးလဲဆိုတာမမို့ပြပေးမယ်ဒီသူတေသနာစာတမ်းနေမှာဆိုလို့ရှိရင်တနေ့ကို9မိနစ်လောက်ဒေါသထွက်လို့ရှိရင်တဲ့ခန္ဓာကိုယ်ကအစိတ်တွေပေါ့နော်6နာရီစာလောက်တောင်ထုတ်ပြီးတယ်တဲ့ပေါ့နော်အဲ့တော့တကယ်လို့များနှစ်ခါလောက်ဒေါသထွက်လိုက်တယ်ဆိုလို့ရှိရင်တော့မှပဲခန္ဓာကိုယ်ကအစိတ်တွေကတနေ့ကို12နာရီလောက်ကြီးထွက်နေမှာပေါ့နော်အားကြောင့်မလို့ဘယ်လိုပြောမလဲထိမ့်သိမ်းရတာကခက်တယ်ဒေါသထွက်ဖို့ကလွယ်တယ်ပေါ့နော်အဲ့တော့ကိုကတတ်နိုင်သူကိုက smile line မပေါ်ချင်ဘူးဆိုလို့ရှိရင်တော့ဒီ stress ကိုကထိန်းနိုင်မှာပဲရမယ်ပေါ့နော်အမို့လို့ဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့နော်ဒါကို stress ကိုတိတ်မထိန်းနိုင်ဘူးပေါ့နော်အဲ့လိုမျိုးမထိန်းနိုင်လို့လည်းဒီ smile line နဲ့မပေါ်သင့်မင်းနဲ့ပေါ်တာပေါ့နော်အဲ့တော့အခုချိန်မှာတော့တတ်နိုင်တဲ့ရွေတော့စိတ်ကိုထိန်းနေရပေါ့နော်နောက်တစ်ချက်ကကြတော့ဗာလဲဆိုတော့အိတ်ဆက်တဲ့ပုံစံပေါ့နော်ဒီအိတ်ဆက်တဲ့ပုံစံကြောင့်လည်း smile line တွေကပေါ်နိုင်တယ်ဘယ်လိုပုံစံမျိုးလဲဆိုတော့တစ်စောင်းအိတ်တာပေါ့နော်ဒါမှမဟုတ်လို့ဆိုလို့ရှိရင်လည်းအိတ်လိုက်လို့ရှိရင်တစ်စောင်းပဲအိတ်ချင်တယ်အပတ်လက်အိတ်ရတာမကြိုက်ဘူးပေါ့နော်ဟိုဘက်တစ်စောင်းအိတ်တယ်ဒီဘက်စောင်းအိတ်တယ်တကယ်လို့ကိုယ့်ရဲ့အလေးထားကပလက်လေးပဲအိတ်တဲ့အနေထားမျိုးသာရှိတယ်ဆိုရင် smile line တွေကလည်းတိတ်ပြီးတော့မပေါ်ဘူးပေါ့နော်အဲ့တော့မမို့ဆိုလို့ရှိရင်လည်းခုနောက်ပိုင်းတတ်နိုင်သေးပြီပလက်ကိုတတ်နိုင်သေးပြီစူးစမ်းပြီးတော့အိတ်တယ်ဒီလိုမျိုးခုတော့စူးစမ်းပြီးတော့အိတ်နေတယ်ပေါ့နော်အဲ့တော့ကိုက smile line တွေမလိုအပ်ဖ ೇನೆ မပေါ်ခြင်းမှုဆိုလို့ရှိရင်လည်း excel တဲ့ပုံစံလေးကိုပြောင်းလဲလိုက်ပါကိုကပလက်ပုံစံလေးကိုစူးစမ်းပြီးတော့အိတ်လိုက်ပေါ့နော်နောက်တစ်ချက်ကကြတော့ဘာလဲဆိုတော့ကိုက make up ဒီကိုအရန်ဆွဲပြီးလိမ့်တာပေါ့နော်တချို့တွေ make up တွေရှိရကွာ make up တွေကဘယ်လိုပြောမလဲဟိုးအရင်တော့ပေါ့နော်လို့အရန်ဆွဲပြီးလိမ့်ရတယ်ဒါပေမဲ့အခုနောက်ပိုင်းလူငယ်တွေကတော့ make up ဆိုလို့ရှိရင်အရေးများတယ် BBCC တွေကလည်းအခုနောက်ပိုင်းကအရေးများတယ်ပေါ့နော်ဒါပေမဲ့လို့ဟိုအရင်တော့ဆိုလို့ရှိရင်ဒီလို cream ပုံစံမျိုးတွေလာတယ်အရန်ဆွဲလိမ့်ရတဲ့ပုံစံမျိုးတွေပေါ့နော်အဲဒါမှမဟုတ်လို့ဆိုလို့ရှိရင်အသက်20ကျော်လောက်ခရဲကအဲ့လို make up အရေးပေါ့နော်အရေးကိုပဲသုံးတယ်ဒါကကြတော့ဒါ smile line ကိုပိုဆိုးစေတဲ့အရာတွေပေါ့နော်အဓိကကတော့ stress ကိုထိန်းရမှာပေါ့နော်အဲ့ဒါကိုထိန်းလို့ရတဲ့နည်းတွေရှိတယ်ထိန်းလို့ရတဲ့နည်းကဘာတွေလဲဆိုတော့ကိုက skin care နဲ့ထိန်းလို့ရတယ် face yoga နဲ့ထိန်းလို့ရတယ်ကိုက facial treatment တွေနဲ့ထိန်းလို့ရတယ်ပေါ့အဲ့ဒီထဲမှာအကုန်ကြအနည်းဆုံးကတော့ face yoga ပေါ့နော်တကယ်လို့ကိုကနောက်ထပ်ထပ်ပြီးတော့ view site မယ်ဆိုလို့ရှိရင် skin care လေးပါထည့်ပေါင်းပြီးတော့ကိုကထိမ့်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးကောင်းတယ်ပေါ့တကယ်လို့ကိုကငွေပို့ပြီးတော့တတ်နိုင်တယ်ဆိုလို့ရှိရင် facial treatment တွေယူပြီးတော့လည်းလုပ်လို့ရတယ်ပေါ့နော်ဒါကတော့အမြန်ဆုံးပေါ့နော်တစ်ဆက်ကလည်းသူကလည်းပို့ပြီးသုံးရတယ်ပေါ့နော် treatment တွေကတော့နောက်တစ်ချက်ကတော့ကိုဘယ်လိုထိမ့်လဲဆိုတော့ stress ကိုထိမ့်ရမှာပေါ့နော်အဲဒါကြောင့်မလို့တတ်နိုင်သေးဒေါသထွက်တယ်ဆိုလို့ရှိရင်စိတ်ကိုပြောင်းပေါ့နော်တတ်နိုင်သေး